ခုနကပေါ့နော်ဒီမနေ့ပိုင်းမှာပဲဒေါ်နယ်ထရန့်ရဲ့စီးပွားပိတ်ဆို့ရေးယူမှုပေါ်မှာပူတင်ကဘယ်လိုပြန်ပြောလိုက်လဲပေါ့နော်ဒီရုရှားဘက်ကနေဘယ်လိုပြန်ပြောလဲဆိုတဲ့ဟာကိုပြောထားတယ်လေအဲ့ဗီဒီယိုအဲ့ဒါကိုခုချက်ချင်းဒီမှာကြည့်လိုက်White House မှာ reporter တွေကမေးတဲ့အခါမှာဒေါ်နယ်ထရန့်ဘယ်လိုပြောထားလဲနားထောင်ကြည့်လိုက်နော် impact the Russian economy in any serious way. Is he Good. wrong? I'm glad he feels that way. That's good. I'll let you know about it in 6 months from now. Okay, let's see. အဲ့ဒါကိုကျွန်မပြောရမယ်ဆိုလို့ရှိရင် reporter မေးတာပေါ့နော် finance ကုမ္ပဏီကြီးကြီးတွေကိုသူတို့စီးပွားပိတ်ဆို့ရေးယူမှုမှာတဲ့ပူတင်ကနေပြီးတော့မှပေါ့ရုရှားပူတင်ကနေပြီးတော့မှသူတို့နိုင်ငံစီးပွားရေးကြီးကြီးမားမားဘာမှထိခိုက်တာမရှိဘူးဒီလောက်စီးပွားပိတ်တာနဲ့သူတို့ pressure လည်းမရှိဘူးဘာမှမဖြုံဘူးပေါ့ကွာခုနကကျွန်မပြောသူပဲမဖြုံဘူးလို့ပြောလိုက်တာအဲ့ဒါကိုဒေါ်နယ်ထရန့်ကဟုတ်လားတဲ့သူတို့တွေ့တာဝန်တာတာပေါ့တဲ့ကြည့်ကြတာပေါ့တဲ့အဲ့ငပူတင်အခုနဲ့စပြီးတော့နင်းကြည့်ထားလိုက်တဲ့နောက်ထပ်6လနေသူဘယ်လိုရှိမလဲဒီစကားပြောနိုင်မလားဆိုတော့ကြည့်ကြတာပေါ့သဘောပြချင်တာသူတို့စီးပွားပိတ်ဆို့မှုပုံမှာအခုကနေကြည့်ပြီးတော့မှအပြောသိမစောနေပေါ့ကွာဒီနေ့ကနေစကြည့်လိုက်ပြီးတော့မှနောက်ထပ်6လနေသူတို့ဘယ်လိုနေမလဲအဲ့လိုမျိုးပြောပြီးတော့မှသူပိန်းတာတယောက်ကတော့ဘာမှပြောရှိပဲရှိနေပေါ့နော်ကောင်းတယ်လေးတဲ့သူအဲ့လိုလေးမြင်ပြီးတော့သူတက်ဘာမှမဖြုံတာကောင်းတာပေါ့တဲ့ကြည့်ကြည့်လိုက်ပေါ့တဲ့နောက်ထပ်6လနေဘယ်လိုနေမလဲတဲ့အဲ့လိုလေးပြောတာနော်အဲ့ဒါလေးကိုကျွန်မဒီမှာ TikTok ပေါ်မှာတွေ့လို့ဒီသတင်းဌာနက short video လေးတင်ထားတာတွေ့လို့ကျွန်မပြန်ယူတာပါအားလုံးပဲဆင်ပြေကြပါစေ bye bye